အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ငားလေးရှိတဲ့ကားငားဆိုင်နဲ့ကားငားပုံငားနည်းရဲ့ပြီးရှင်ကားငားရဲ့ဘာတွေတည်ထားတယ်လဲတည်ထားရမလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်ငားလေးရှိတဲ့ကားငားဆိုင်ကတော့နီကိုရင်တာကားငားဆိုင်ဖြစ်ပြီးတော့သူကကျွန်တော်တီးရတဲ့လောက်တော့ဂျပန်မှာဈေးအသက်တာဆုံးတဲ့တစ်ခုပေါ့နော်ပြီးလို့ရှင်ကျွန်တော်ခုချိန်ဒီ3ကလောင်ငားဘူးရယ်3ကလုံးအဆင်ပြေရယ်ပေါ့နော်ဒီကားငားဆိုင်ကသူကအပိုလိုစတေးရှင်းဆိုတဲ့စီဆိုင်နဲ့တွဲရရှိရောသူကကျွန်တော်ကားကိုငှားတယ်ဆိုလို့ရှိရင်စီအပြည့်နဲ့ယူပြီးတော့ပြီးချင်းပြန်အဲ့တဲ့ခါမှာစီပြည့်ဖြစ်ပြီးတော့အဲ့တဲ့ကြောင့်အဆင်ပြေရပေါ့နော်โอเคဒါဖြစ်ရင်ကျွန်တော်တို့Nico Renter ကားကိုဘယ်လိုငှားရမလဲဆိုတော့တွားကြရအောင်โอเค let's go ပထမဆုံးနဲ့ Nico Pass ဆိုတဲ့ application နဲ့ဝင်မှာပေါ့နော်ဆက်သွားမယ်ပြီးလို့ရှိရင်ရှင်းကီတိုကိုလုံးမယ်အဲ့မှာဆိုလို့ရှိရင်ဒါတွေကဒိုးဤနာမည်တွေဝန်ထမ်းကိတွေလိပ်စာတွေ email address တွေပြီးလို့ရှိရင်ကားမောင်းလိုင်စင်အချက်လက်တွေကိုဖြည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ပြီးတော့ကို့မှာတနိုင်တွင်းဆိုဟောပါနော်မေးပြန်ပို့လာလိုက်မယ်ပြီးလို့ရှိရင်ကိုကmemberဖြစ်သွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ account ထဲကိုပြန်ဝင်လိုက်မယ်ဆိုလို့ရှိရင်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့member bank number နဲ့ကိုယ့်နာမည်လေးနဲ့ဒီမြေပုံမှာဆိုရင်ဒါကျွန်တော်နေရနေရနဲ့ပြီးတော့ဘင်းနာဆိုင်တွေပေါ့နော်ဒီဆိုင်တွေအများကြီးရှိတယ်ပြီးတော့ကိုနဲ့အနီးဆုံးဆိုင်တစ်ဆိုင်ကိုရွေးလိုက်မယ်အဲဆိုရင် ETC ကပေါ့နော်ဝေးပြေးလမ်းမတွေမောင်းမယ်ဆိုလို့ရှိရင်တော့ ETC ကငါအကောင့်နဲ့ပေါ့နော်တချို့ဝေးပြေး gate တွေကကြတော့ ETC ကမပါလို့ရှိရင်ပေးမဝင်ကြမျိုးရှိတော့လေ okay အဲဒါကျွန်တော်ငါမဲ့ရွေးမယ်ဗျာပြင်အဲ့မှာဘေချမ်းစားငားမယ်ပေါ့အချိန်ရွေးမယ်ပြီးရင်ဘယ်ရက်မှာပြန်ပို့မယ်ပေါ့နော်ပြီးရင်အချိန်လေးရွေးပြီးရင်တော့ကျွန်တော် key ကလပ်ကတော့များသောအားဖြင့်ဈေးနည်းဆုံးပေါ့နော် S ကကကျ engine power နဲ့ပုံမြင့်တယ်ကျွန်တော်များသောဖြင့်ဒီအာမခံပါဆိုလို့ရှိရင်လည်းပေါ့နော်ဝင်ထားရင်သူကကားမတော်တဆမွေပါဖြစ်လို့ရှိရင်တော့ကိုကစိုက်ပေးရတဲ့ပမာဏနည်းတဲ့အတွက်နောက်ဆိုရှင်ဘယ်နှစ်နေရာလောက်မှများသောဖြင့်ဝင်နေရှိရပြီးရှင်ကိုငါ့ကိုအင်ကိုလာပို့စီခြင်းတဲ့တင်အောက်ကဝန်ဆောင်မှုထည့်လိုက်လို့ရှိရင်တော့330တော့ကုန်မှာပေါ့နော်အင်ကိုလာပို့ပေးရပေါ့ပြီးရှင်နားပြီးမူရိုးဟာတွေပါရှိရကလေးဆိုင်ကုန်လေးငားမလားပေါ့နော်အဲ့လိုမျိုးရွေးလို့ရတယ်သွားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် escape မြငားနေကြဆိုတော့ escape ပဲသွားလိုက်မယ်12နိုင်ဆိုတော့2500လောက်ကြာပြီးတော့24နိုင်ဆိုတော့4400လောက်ကြာပါမယ်အောက်ပိုင်းမှာဆိုရှင်မှနားပြီးပါတယ်ဗောနော်နားပြီးမူယူတချို့လည်းနားပြီးထည့်မယ်ဆိုလို့ရှင်ပတ်စံပေးရတော့အရင်တခုသွားလိုက်မယ်လားဆိုလို့ရှင်ဟုတ်ကိုနဲ့တူတူလိုက်မောင်းမယ်သူရှိလားမရှိဘူးလားရှိရဆိုလို့ရှင် e-ru ဗောနော်အဲ့လိုဆိုလို့ရှင်တော့အဲ့ဒီရဲ့ command line ကို copy ပေးထည့်ရတာမျိုးရှိရပြီးရှင်တွေ့ရတယ်ဖြည့်ပေးရအောင်ဗောနော်ဟေးမရှိဘူးဆိုပုံစံနဲ့ပြန်သွားရအောင်မှန်တယ်အနိုင်ပေါ့နော်ဒါဆိုရင်သူကအဲ့လိုအရေးပေါ်တခုဆိုရင်သက်သွေးလို့ရမယ်သူရဲ့အချက်လက်တွေဖြည့်ရမှာနော်ကိုကပြချင်မှုတွေဖြည့်မထားသေးဘူးဆိုရင်တော့ဒီနားမှာတော့ဘာတွေနဲ့ပြီးမယ်ဆိုတာမျိုးဖြည့်ရမှာနော်ဖြည့်ပြီးသွားလို့ရှိရင်ယူရကူလုပ်လိုက်မယ်ဆိုလို့ရှိရင်ရရပေါ့နော်ဆက်သွားလိုက်လို့ရှိရင်ပြီးတော့ cancel လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီညသွားပြတ်တော့မှာ9ရက်မတိုင်ခင်မှာ cancel လုပ်လိုက်မယ်ဆိုရင်တော့အကုန်လုံးပတ်စံပြန်ပေးရမယ်ဒီတိုင်းပဲပေါ့နော်သူရေးတဲ့အတိုင်းပဲပေါ့โอเคဒီနေ့တော့လောက်ပါပဲနောက်ပြီးတော့မှပြန်တွေ့ကြမယ် bye bye